မင်္ဂလာပါဒီနေ့ရဲ့ကဘာကျော်ပုတ်ဖို့များအစီအစဉ်ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ဂီတလောကကိုပြောင်းလဲပစ်ခဲ့တဲ့ဂျာမန်ဂီတပညာရှင်ကြီးလူဝစ်ဗန်ဘီတိုဗင်အကြောင်းကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ကျမတို့နဲ့အတူဆွေးနွေးပေးဖို့ဆရာမန်တကီရောက်ရှိနေပါတယ်မင်္ဂလာပါဆရာဟုတ်ကဲ့အမင်္ဂလာပါခင်ဗျဆရာကြီးဘီတိုဗင်ဆိုရင်လင်တိုင်းလို့ကြားဟုကြပြီမြေသူ့အကြောင်းအသေးစိတ်ကိုတော့သိမသိကြဘူးပထမဆုံးအနေနဲ့သူကဘယ်ခေတ်မှာပေါ်ထွန်းခဲ့တာလဲဆိုလားပြောပြပေးပါအောင်ဘီတိုဗင်က1990ခုနှစ်မှာမွေးဖွားပြီး1829ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်သူကဂီတသမိုင်းမှာအလုံးအရေးပါတဲ့ဂန်ဒဝင်ဂီတခေတ် classical era နဲ့ romantic ဂီတခေတ် romantic era ချာကပေါင်းကူးတရားဒဇိမ့်ထက်ပါတယ်သူမတိုင်ခင်ကဂီတဆိုတာစီးစနစ်ကျန်းနာမှု form ကိုပဲဦးစားပေးပေမဲ့ဘီတိုဗင်ရုပ်ရတဲ့အခါမှာတော့ဂီတထဲမှာခံစားချက်တွေကိုစတင်ထည့်သွင်းလာခဲ့တာပါဟုတ်ကဲ့ပါသူ့ရဲ့ငယ်ဘွားကရောဘီလိုရှိခဲ့တယ်လဲဆရာသူကငယ်ငယ်ကလေးကပါရမီရှင်တယောက်လားမှန်ပါတယ်သူကပါရမီရှင် child prodigy တယောက်ပါဒါပေမဲ့သူ့ငယ်ဘဝကတိတ်မပျော်ရွှင်ခဲ့ရဘူးသူ့အဖေဂျိုဟန်ကနန်းတွင်အဆိုတော်ဖြစ်ပေမဲ့တိတ်ခတ်ထန်တယ်သူ့သားကိုနောက်ထပ်မိုးဆက်တယောက်ထလာစေချင်လို့အတင်းဓမ္မစံတရားတီးခိုင်းတယ်အမပါရနဲ့ရိုက်နှက်ဆုံးမှလိရှိတယ်ဒါပေမဲ့ဒီဒန်နီကြားကပဲသူဟာဗီယက်နမ်မြို့ကိုရောက်ပြီးနမက်ကျော်ဂီတပညာရှင်ကြီးဖြစ်လာခဲ့တယ်စိတ်မကောင်းစရာပဲနော်ဒါနဲ့ဘီတိုဗင်အကြောင်းပြောရင်နားမကြဘူးဆိုတာကိုလူတိုင်းပြောကြတယ်အဲ့ဒါတကယ်ရောဟုတ်ရဲ့လားဆရာဂီတပညာရှင်တယောက်ကနားမကြပဲဘလို့လောက်တချင်းရေးမလဲဒါကဘီတိုဗင်ရဲ့ဘဝမှာအထူးခြားဆုံးအချက်ပါပဲသူဟာမွေးရပါနားမကြတာမဟုတ်ပါဘူးအသက်26နှစ်လောက်မှာနားရက်ကတဝီဝီမီးတန်တွေစကြရတယ်တဖြည်းဖြည်းနဲ့အချိန်လေးဆိုးလာပြီးသူ့ဘဝရဲ့နောက်ဆုံး10နှစ်မှာလုံးဝမကြရပါဘူးဒါပေမဲ့သူကဂီတကိုနားနဲ့နားထောင်တာမဟုတ်တော့ပဲသူ့ရဲ့စိတ်အတန်နဲ့နားထောင်ပါတယ်ဂီတသံစင်တွေကိုသူ့ခေါင်းထဲမှာမြင်ရောင်ပြီးရေးဖွယ်နေစွမ်းရှိပါတယ်ပြီးတော့စံတရားတီးတဲ့အခါတွန်းခါမှု vibration ကိုခန်းစားပြီးတိခတ်ခဲ့တယ်လို့ဆိုကြပါတယ်ယုံတော့မယုံစရာပဲနော်နောက်လုံးဝမကြားရတဲ့အချိန်မှာရေးခဲ့တဲ့နာမည်ကြီးသချင်းတွေရောရှိလားဆရာရှိလားဗောသူရဲ့အကြီးကျယ်ဆိုလက်ရတခုဖြစ်တဲ့ Symphony အမှတ်6ကိုရေးစချင်းမှာသူလုံးဝနားမကြတော့ပါဘူးဒီသချင်းကိုပွဲဥထွက်တိခတ်ပြီးတဲ့အခါပရိသတ်တွေကလက်ခုပ်တီးပြီးအားပေးကြပေမဲ့ဘီတိုဗင်ကမကြရလို့ကြောပေးပြီးရက်နေတော့မယ်တဲ့အဲ့ဒီတော့မှအဆိုတော်တယောက်ကသူ့ကိုပရိသတ်ပတ်လက်ပေးလိုက်မှပရိသတ်တွေအားပေးနေတာကိုသူမြင်ခဲ့ရရှာတယ်တကယ်ကိုစိတ်တက်ခုံအောင်ယူစရာပါပဲဒါဆိုရင်ចောင်းသားနီးအနေနဲ့ဘီတိုဗင်ရဲ့လက်ရာတွေကိုစပြီးနားထောင်ခြင်းရင်ဘာတွေနားထောင်ခြင်းလဲဆရာမဖြစ်မနေနားထောင်တဲ့နာ3ပုတ်လောက်ပြောပြမယ်တစ်က Symphony number 5ကံကြမ္မာကတကားလာခောက်တန်းလို့တင်စားကြတယ်နှစ်က For Alice ဇန်ညာတီးတဲ့သူတိုင်းတီးတဲ့ပေါ်ပါတဲ့သချင်းလေးပါသုံးက Moonlight Sonata လာရောင်အောက်ကဆွေးမြေ့ဖွယ်ရာဇန်ညာလက်ရာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်ဆုံးအနေနဲ့ဘီတိုဗင်ကဒီဘက်ခေတ်ဂီတလောကအပေါ်ဘယ်လိုတည်ရောက်မှုရှိခဲ့တယ်လဲဆိုတာသုံးသပ်ပေးပါဦးဘီတိုဗင်ကဂီတပညာရှင်တွေရဲ့အဆင့်အတန်းကိုမြင့်တင်ပေးခဲ့သူပါအရင်ကဂီတသမားဆိုတာရှင်းပြရန်ရဲ့အစီအကံလိုသဘောထားခံရလေဘီတိုဗင်ကတော့ငါဟာအမှုပညာရှင် artist တဲ့ဆိုပြီးမာနေနေတယ်သူရဲ့စိတ်ဓာတ်သူ့ရဲ့ဒေါ်လန်လိုစိတ်နဲ့ဂီတဖန်တီးမှုတွေကြောင့်ဒီနေ့ခေတ်ဂီတလောကမှာခံစားချက်တွေကိုလွတ်လပ်စွာဖော်ထုတ်ခွင့်ရလာတာဖြစ်ပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပြောပြပေးတဲ့ဆရာမန်တကီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်